အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုးကနေကြိုဆိုပါရစေ။ကဲဒီတစ်ခေါက်ကတော့ရန်ကုန်မှာနာမည်ကြီးကြက်ကြော်ဆိုင်နေတဲ့တဆိုင်ဖြစ်တဲ့ဝါဒန်းလန်းကြက်ကြော်ဆိုင်ကိုသွားဆက်မှာဖြစ်ပါတယ်။ဒီဆိုင်လေးကမြန်မာကြက်ကြော်ကိုအဓိကထားရောက်တဲ့ဆိုင်လေးပါ။ဒါလေးကတော့သူ့ဆိုင်မှာတခြားရရဲ့မီနူးလေးကြီးပါ။ဒီဆိုင်ရဲ့သက်တမ်းက20ကျော်လောက်တော့ရှိပြီ။ဟိုးအရင်တော့ဆိုရင်တော့ဝါဒန်းလန်းမှာညနေဘက်ကနေပြီးတော့ညဘက်ထိရောက်တဲ့ဆိုင်လေးပေါ့နော်။အခုကတော့လမ်းတစ်လမ်းမှာဆိုင်ရန်လေးနဲ့ဖွင့်ထားပါတယ်။စုဖြူသွားတော့ကပေါင်ကကြော်နေတော့မို့လို့ထမင်းစီစန်းလေးအရင်ချပေးထားတာပါပြီးတော့သူ့စီကဟင်းချိုကလည်းကြက်ပြုတ်ရီဟင်းချိုလေးဆိုအရန်တောက်လို့ကောင်းပါတယ်ပြီးတော့သူ့ဆိုင်ကမကြီးသီးကြော်ရဲ့ငန်းပြရီကြော်ရဲ့ချင်မောင်ရီကြော်ရဲ့ကလည်းအရန်စားလို့ကောင်းတယ်ကြက်ကြော်ရဲ့ထမင်းရဲ့ဆိုရင်တပွဲကို1000ပါဒါပေမဲ့သူ့ရဲ့ကြက်ကြော်က1000နဲ့တန်တဲ့ quality ကိုရတယ်အရန်စားကောင်းပါတယ်ဒီဆိုင်လေးကစုဖြူဆိုရင်ဟိုးအရင်နဲ့ကအမြဲစားဖြစ်နေတဲ့ဆိုင်လေးပါသူ့ဆိုင်ရဲ့မြန်မာကြက်ကြော်လေးကအသားတင်းပြီးတော့အရသာအရန်ရှိပါတယ်တချို့ပဲတယောက်စီတိုင်းကျေးဇူးတင်ပါတယ်တတာ